လူတော်တော်များများကဝိတ်ကြဖို့နဲ့အစီကြဖို့ဟာလေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာဖြစ်တယ်လို့ယုံမှတ်မှားနေကြပါတယ်တကယ်တော့ကျွန်တော်တို့ခန္ဓာကိုယ်ကနေတစ်နေ့တာအသုံးပြုတဲ့ကယ်လိုရီရဲ့60ကနေ80ရာခိုင်နှုန်းခန့်ကို BMR အတွက်ဒီဇယ်မက်တာဘောလစ်ရိတ်အတွက်အသုံးပြုနေတာဖြစ်ပါတယ်ခင်ဗျားဂျင်မှာလေ့ကျင့်ခန်း2နာရီ3နာရီလောက်လုပ်လို့ကုန်ဆုံးသွားတဲ့ကယ်လိုရီပမာဏဟာကျွန်တော်တို့ခန္ဓာကိုယ်ကတစ်နေ့တာအသုံးပြုတဲ့ကယ်လိုရီရဲ့9ကနေ15ရာခိုင်နှုန်းအထိပဲရှိတာပါအဲ့တော့ဘလို့ပဲစဉ်းစား BMR များအောင်လုပ်ခြင်းကသာဝိတ်ကြဖို့နဲ့အစီကြဖို့အတွက်အဓိကတော့ချက်ဖြစ်ပါတယ်ဒါဆိုရင် BMR တိုးအောင်ဘယ်လိုလုပ်ကြအောင်လူတိုင်းရဲ့ BMR အတွက်လိုအပ်တဲ့ average ကျန်းညာကယ်လိုရီပမာဏမတူကြပါဘူးအဲ့လိုမတူတဲ့ BMR တွေကိုပိုတိုးအောင်တော့ပြုလုပ်လို့ရပါတယ်အဲ့ဒီနည်းတွေကတော့နံပါတ်1 cardio ထက် weight training resistance training ပေါ့နော်အလေးမှလေ့ကျင့်ခန်းတွေကိုပိုလုပ်ပါဘာလို့လဲဆိုတော့ muscle fiber တွေအလုပ်လုပ်ဖို့ဆိုလို့ရှိရင် energy ကိုပုံမအသုံးပြုရပါတယ်ဒါကြောင့်မလို့ muscle fiber ပိုများခြင်းက BMR ပိုများခြင်းနဲ့တိုက်ရိုက်အချိုးကျပါတယ်နံပါတ်2နေကင်းဘက်အိတ်တက်တဲ့အကျင့်ကို6ပါညဘက်တွေမအိပ်ဘဲနဲ့နေကင်းဘက်တွေအိတ်ခြင်းက BMR ကိုအဓိကမောင်းနှင်ပေးနေတဲ့ cortisol, insulin, melatonin စတဲ့ဟော်မုန်းတွေကိုထိခိုက်စေပါတယ်အိပ်ရေးပြတ်ခြင်းကလည်းထိုနည်းတူပါပဲ BMR ကိုလျော့ကျစေပါတယ်နံပါတ်3အသေးစားခန္ဓာကိုယ်လှုပ်ရှားမှုတွေပြုလုပ်ပါအဲ့ဒါဘာကိုပြောတာလဲဆိုတော့ကျွန်တော်တို့ဒူးနှံ့တာတို့လက်ကိုလှုပ်နေတာပြီးရင်လမ်းထရှောက်တက်တဲ့အကျင့်တွေပြီးရင်ခန္ဓာကိုယ်ကိုငြိမ်မနေဘဲနဲ့တခုခုလှုပ်နေတတ်တဲ့အကျင့်မျိုးပြောတာဖြစ်ပါတယ်အဲ့ဒီအရာလေးတွေလှုပ်ခြင်းကလေ့ကျင့်ခန်းမဟုတ်ပေမဲ့လည်း BMR ကိုမြင့်တက်စေပါတယ်ရေများများတောက်ခြင်းနဲ့အဆက်စားခြင်းကလည်း BMR ကိုအနည်းငယ်တိုးစေနိုင်ပါတယ်ဒါကြောင့်မလို့ခင်ဗျားကဝိတ်ချနေတဲ့သူအစီချနေတဲ့သူတယောက်ဆိုလို့ရှိရင်ခင်ဗျားရဲ့ BMR တိုးဖို့ကိုဂရုစိုက်လှုံ့ဆော်သင့်ပါတယ် BMR ဆိုတာဘာလဲခန္ဓာကိုယ်အတွက်ဘာတွေအကျိုးသက်ရောက်စေလဲဆိုတာကိုအသေးစိတ်သိချင်ရင်တော့ comment ကဗီဒီယိုလင့်မှာတွားကြည့်လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်တို့ FTFN channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှားတွေကိုသိပ္ပံနည်းကျရှင်းလင်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများကိုလည်း comment မှာဝင်ရောက်မင်းနဲ့တွားလို့ရပါတယ်အဆုံးထိကြည့်ပေးတာကျေးဇူးတင်ပါတယ်